ဒီအချက်တွေနဲ့နှစ်ချက်နဲ့ညှိနေရင်ဘယ်တော့မှ weight loss ဖြစ်မှာမဟုတ်ပါဘူးကိုက calorie deficit လေးလုပ်တယ်အစားလေးလျှော့စားနေရင်ဒါပေမဲ့ weight loss မဖြစ်ဘူးဆိုရင်ကျွန်တော်ပြောမယ့်အချက်နှစ်ချက်ကိုပြန်လည်စမ်းစစ်ကြည့်လိုက်ပါနံပါတ်1ချက်ကကျွန်တော်တို့ calorie deficit တကယ်မဖြစ်လို့ပေါ့နော်ဘလို့ calorie deficit တကယ်မဖြစ်လဲဆိုကျွန်တော်တို့တနေ့ကိုဟိုမနေ့စားလဲစားနေ့လယ်စားလဲစားညနေစားလဲစားတယ်ပြီးရင်ကြားမှာ snack လဲစားတယ်ကျွန်တော် snack တွေကိုဘယ်တော့မှ calorie counting မလုပ်ဘူးထည့်လည်းမတွက်ဘူးဒါပေမဲ့ကျွန်တော်ကစားလို့စားနေမှစားတာများလို့များနေမှလည်းမသိဘူးဘယ်တော့မှလည်းထွက်ကြမလို့ဘူးခန္ဓာကိုယ်ရဲ့လိုအပ်တာတဲ့ပိုမှစားနေတော့ကျွန်တော်ခန္ဓာကိုယ်ကfat loss မဖြစ်တော့ဘူးเนาะဒါကြောင့်မို့ကျွန်တော်တို့တနေ့ကုန်စားသမျှကိုtracking လုပ်တဲ့ app တွေလည်းအများကြီးရှိတယ်my fitness bar တို့tracking ဆိုတဲ့ app တွေရှိတယ်အဲ့ app ထဲမှာကျွန်တော်တို့တနေ့ကုန်စားသမျှခုနပြောတဲ့မနက်စာနေ့လယ်စာညနေစာဂျားမှာစားတဲ့ snack တွေဖြော်ရည်တွေပါတယ်ကိုကာကိုလာတောက်လို့ဆိုလဲဘာပဲတောက်တော့ကို tracking လုပ်ပါဒီမှနေ့ချက်ကတော့ကျွန်တော်တို့ slip ပေါ့နော်ကျွန်တော်တို့အဲ့မိုးရရင် sweat တက်တယ် sweat တက်ရင် cortisol တက်တယ် cortisol တက်ရင် fat loss လုပ်တာကိုမျိုးရတယ်ဒါကြောင့်မို့ကျွန်တော်တို့အဲ့ဝအောင်အိပ်ဖို့လိုအပ်တယ်တ냐ကိုအဲ့9ရက်နေ10နာရီကြည့်အောင်အိပ်ဖို့လိုအပ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အိပ်ချိန်ကို9နာရီဖြစ်အောင်အိပ်ရမှာပဲအဲ့မိုးရရင် sweat တက်တယ်လို့ sweat တက်နေလဲညအိပ်ရင် sleep quality ကမကောင်းတော့အဲ့ကျွန်တော်လုံးချလိုက်နေရနော်ခုနကကျွန်တော်ပြောတဲ့ချက်နှစ်ချက်ကိုပြန်လဲစမ်းစစ်ကြည့်မှပြင်ကြည့်လိုက်ပါတည့်ရဲ့ weight loss လုပ်တဲ့နေရာမှာ result ထွက်လာနိုင်မယ်ခုနပြောလို့ကိုကစားလဲဆော့စားတယ် calorie deficit လည်းလုပ်တယ် weight လည်းမကျဘူးဆိုရင်ကျွန်တော်ဗီဒီယိုရဲ့အောက်က comment မှာ TRACK ထွက်လို့ရေးပြလိုက်ပါနော်မှတ်ပေးလိုက်ပါနော်